ဒီခွေးလေးကသူ့သခင်ရဲ့အသက်အန္တရာယ်ရှိနေပြီဆိုတာကိုရုတ်တရက်ခံစားမိသွားတယ်သူ့သခင်ရဲ့အသက်ကတဖြည်းဖြည်းလွင့်ပါတော့မယ်ဆိုတာကိုပေါ့သူကသူ့သခင်ကိုမရက်မနာဟောင်းပြီးပတ်ချာလဲဝိုင်းနေခဲ့တယ်သခင်ကိုအိမ်မှာပဲနေဖို့တိုက်တွန်းနေတယ်လို့မျိုးပေါ့ဒါပေမဲ့သူ့သခင်ကတော့နားမလည်ခဲ့ဘူးသူကခွေးလေးကိုနှုတ်ဆက်ပြီးအလုပ်သွားခဲ့တယ်ဒီလူနာမည်ကပါကာတဲ့သူကကောလိပ်ဂီတပါမောက္ခတစ်ယောက်ပါတနေ့ညနေအလုပ်ကပြန်လမ်းမှာခွေးလေးတစ်ကောင်ကလမ်းပိတ်နေခဲ့တယ်ပါကာကသူ့ကိုလမ်းပေါ်မှာပြစ်မထားနိုင်တာကြောင့်အသာလေးအိမ်ခေါ်လာပြီးပစ္စည်းတူလောင်ခန်းထဲမှာဖွက်ထားလိုက်တယ်ဘာလို့လဲဆိုတော့သူ့မိန်းမကအမွှေးကြတဲ့တတဝါတွေကိုတိတ်မုန်းလို့ပဲသူသတိမထားမိလိုက်တာကတော့ပြဿနာကအခုမှစတာဆိုတာပါပဲခွေးလေးကတနေရာထဲမှာကြမနေဘူးသူကတကားကိုတွန်းဖွင့်လေကားပေါ်တက်ပြီးပါကာတို့ရဲ့အိတ်ခမ်းထဲကိုအသာလေးဝင်သွားခဲ့တယ်သူကခြေထောက်တစ်ဖက်ကိုလှည့်လိုက်တဲ့အခါပါကာရဲ့မိန်းမကလန့်အော်တော့တာပဲသူမကအယမ်းလန့်သွားပြီးသူ့ခင်ပွန်းကိုဒီခွေးကိုအပြင်ထုတ်ပစ်ဖို့ချက်ချင်းပြောတော့တာပဲဒါပေမဲ့အဲ့ဒီတညတော့ခွေးလေးကတူလောင်ခန်းထဲမှာပဲအိတ်ခဲ့ရတယ်နောက်နေ့မှာတော့ပါကာကခွေးလေးကိုတရိတ်ဆန်ဂီဟာစီခေါ်သွားခဲ့တယ်ဒါပေမဲ့အဲ့ဒီမှာကခွေးတွေအပြည့်ဖြစ်နေတယ်ဝန်ထမ်းတွေကအလွန်ဆုံးနှစ်ပတ်ပဲထားပေးနိုင်မယ်လို့ပြောတယ်အဲ့ဒီအချိန်တွင်းမှာဘယ်သူမှလာမယူရင်တော့သူ့ကိုတက်ပစ်ဖို့ကလွဲလို့တခြားနည်းလမ်းမရှိဘူးပေါ့တခြားနည်းလမ်းမရှိတော့တဲ့အတွက်ပါကာကခွေးမွေးစားဖို့ကြော်ညာစာတွေကပ်ပြီးမြို့ထဲကတငယ်ချင်းတိုင်းကိုဒီခွေးလေးကိုမွေးစားနိုင်မလားလို့လိုက်မေးခဲ့တယ်ဒါပေမဲ့အားလုံးကငင်းကြတာကြီးပဲအလုပ်သွားရမယ့်အချိန်ကလည်းနီးလာပြီဆိုတော့ပါကာလည်းမတက်တာပဲခွေးလေးကိုအကြောင်းကိုခေါ်သွားခဲ့ရတယ်ဂျပန်လူမျိုးလုပ်ဖို့ကင်ဖက်တစ်ယောက်ကဒီခွေးကအိတ်ခိထံမျိုးနွယ်မှန်တိသွားတယ်ခွေးရဲ့လက်ပတ်မှာနံပါတ်8ဆိုတဲ့တရုတ်စာလုံးလေးပါတယ်အဲ့ဒါကကံကောင်းခြင်းရဲ့ပြရုပ်ပေါ့ပါကာကသူ့ကိုဟာချီလို့နာမည်ပေးလိုက်တယ်အိမ်ရောက်တော့ပါကာကကျမ်းပြင်မှာလှဲပြီးခွေးလေးနဲ့ကစားရင်းဟာချီကိုမွေးဖို့သူ့မိမကိုအစွမ်းကုန်နာချခဲ့တယ်ဒါပေမဲ့သူ့မိမကပြက်ပြက်တသားငင်းခဲ့တယ်မကြခင်မှာပဲညရောက်လာပြီးအပူချိန်ကလည်းတိတိတတ်တာထိုးကျသွားတယ်ဟာချီလေးကအပြင်ကအဆောင်သေးသေးလေးထဲမှာအေးလို့တုံနေရှာတယ်ဒါပေမဲ့ခဏနေတော့ပါကာကခွေးအိမ်စီကိုတိတ်တဆိတ်ထွက်လာပြီးသူ့ကိုအိမ်နဲ့ခြိသွင်းသွားခဲ့တယ်ဟာချီကိုမြေပြင်ပေါ်ချလိုက်တိုင်းခွေးလေးကသူ့ကိုအနားမှာနေပေးဖို့တောင်းပန်တဲ့အလားဟောင်းနေတော့တာပဲဒါနဲ့ပါကာက TV ဖွင့်ပြီးဟာချီနဲ့အတူဘေးစဘောပွဲကြည့်ခဲ့တယ်ပေါက်ပေါက်ဆုပ်တွေကိုလည်းအတူတူစားကြရင်ပေါ့လူနဲ့ခွေးကတကယ်ကိုအဆင်ပြေနေကြတယ်နောက်နေ့မနက်မှာတော့ပါကာကဟာချီကိုအဝေးပြစ်တာတွေလိုက်ကောက်ခိုင်းပေမဲ့ဟာချီကလုံးဝမလုပ်ပေးခဲ့ဘူးအဲ့ဒီအစားပါကာကပဲစိတ်ဝင်တစားဖြစ်သွားခဲ့တာသူကမြေပြင်ပေါ်မှာဟာချီကိုဘယ်လိုလုပ်ရမလဲဆိုတာတရုတ်ပြနေခဲ့တယ်အဲ့ဒီအချိန်မှာအိမ်ထဲကဖုန်းမိလာတယ်ဟာချီကိုမွေးစားခြင်းလို့တယောက်ကဖုန်းဆက်လာတာပါခွေးလေးကိုနောက်ဆုံးတော့တယောက်လာယူတော့မယ်ဆိုပြီးပါကာမိန်းမကဝမ်းသာသွားတယ်ပါကာကတစ်ဖက်ကဖုန်းနံပါတ်ကိုစမ်းရေးဖို့လုပ်နေတော့အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့သူတို့နှစ်ယောက်ကခွေးလေးနဲ့အတူပျော်ပျော်ရွှင်ရွှင်ကစားနေတာကိုတွေ့လိုက်ရတယ်ဟာချီကမိသားစုဝင်တယောက်ဖြစ်နေပါပြီဒီခွေးကိုတယောက်ယူသွားပါပြီအဲ့ဒီလိုနဲ့ဟာချီကနေခဲ့ရတယ်ရက်တွေတရွေ့ရွေ့ကုံဆုံးသွားခဲ့တယ်မကြခင်မှာပဲဟာချီကအရင်ကထက်အစပေါင်းများစွာကြီးထွားလာခဲ့တယ်သူရှိနေတော့ပါကာရဲ့ဘဝကလည်းနှွေးထွေးမှုတွေနဲ့ပျော်စရာကောင်းလာခဲ့တယ်ဟာချီကအချိန်တိုင်းပါကာအနားမှာပဲနေကျင်ခဲ့တာဒါပေမဲ့အဲ့ဒါကမဖြစ်နိုင်ဘူးလေဒါကြောင့်ပါကာအလုတ်သွားနေတဲ့အချိန်တွေကဟာချီအတွက်တော့တီးခံရအခက်ဆုံးအချိန်တွေပါပဲဒါပေမဲ့ဟာချီကအဲ့ဒီလောက်နဲ့အရှုံးပေးမဲ့သူမဟုတ်ဘူးသူကမြေပြောတဲ့နေရာကိုရှာပြီးမြေအောက်လှိုင်ကောင်းတူးပြီးထွက်ပြေးခဲ့တယ်ဟာချီကအနံ့ခံပြီးမိရထားဘူးတာယုံအထိလိုက်သွားခဲ့တယ်ပါကာကသူ့ကိုအဲ့ဒီမှာတွေးလိုက်ရလို့လန့်လဲလန့်ဝမ်းလဲတာသွားတယ်ဒါပေမဲ့ဘလို့ပဲပြောဟာချီကမပြန်ခဲ့ဘူးတခြားနည်းလမ်းမရှိတော့တာနဲ့ပါကာကသူ့ကိုအိမ်ပြန်လိုက်ပို့ပြီးမြေချင်းကိုပြန်မိုးလိုက်တယ်ပြီးတော့သူ့မိမကိုခွေးကိုတေချာကြည့်ထားဖို့မှာပြီးအလုပ်ကိုပြန်သွားခဲ့တယ်ဟာချီရဲ့အမြင်မှာတော့ပါကာမရှိတဲ့နေ့ကတကယ်ကိုပြင်းစရာကောင်းနေမှာပါဒါနဲ့ညနေထိရှည်လျားစွာစောင့်နေခဲ့ရတယ်အဲ့ဒီနောက်အဝေးကနေမိရထားအိုတန်ကြားလိုက်ရတယ်ဟာချီနားလဲသွားပုံပဲသူကခြံထဲကနေခုန်ထွက်ပြီးဘူတာယုံစီကိုတချိုးလဲပြေးတော့တာပဲပါကာမလာသေးတာကိုတွေးတော့သူကဟိုဘက်ကပန်းခင်းပုံမှာစိတ်ရှည်လက်ရှိထိုင်ဆောင်နေခဲ့တယ်ပါကာထွက်လာတဲ့အခါဟာချီကအရန်ပျော်သွားပြီးသူ့စီကိုလွှားခနဲခုန်တက်သွားတော့တာပဲပါကာအရန်ဝမ်းသာသွားခဲ့တယ်ဘူတာယုံကဝန်ထမ်းနဲ့အနာကဟော့တော့ရောင်းတဲ့တငယ်ချင်းတောင်ဒီမြင်ကွင်းကိုကြည့်ပြီးအံ့ဩနေကြတယ်နောက်နေ့မှလည်းပါကာကဟာချီကိုဘူတာယုံအထိလိုက်မလာစေချင်ဘူးဒါပေမဲ့ဟာချီရဲ့မျက်လုံးထဲကမျောလင်းချက်တွေကိုတွေးလိုက်ရတဲ့အခါသူစိတ်ပျော့သွားခဲ့တယ်ပါကာနဲ့ဟာချီတို့လမ်းတစ်လျှောက်လုံးစကားတွေပြောစော့ကစားရင်းအတူတူသွားခဲ့ကြတယ်ဘူရာယုံရောက်တော့ပါကာခိုင်းတဲ့အတိုင်းဟာချီကအိမ်ပြန်သွားခဲ့တယ်ပါကာအလုတ်စင်းချိန်မှာတော့ဟာချီကပန်းခင်းပုံမှာထိုင်ဆောင်နေနှင့်ပြီးအဲ့ဒီအချိန်ကစပြီးနှင်းတွေကြက်ကြနေပဲပူပူမိုးပဲရွာဟာချီကဘူရာယုံကိုအချိန်မှန်ရောက်လာစမြဲပါပဲနှစ်တွေကြာလာတာနဲ့အမျှပါကာကိုစောင့်ရတာကဟာချီအတွက်အပျော်ဆုံးအချိန်ဖြစ်လာခဲ့တယ်ဒါကြောင့်မြို့ထဲကလူတွေအားလုံးကသူ့ကိုသိနေကြပြီးဟာချီကဒီမိသားစုရဲ့အပြောင်းလဲတိုင်းကိုမြင်တွေ့ခဲ့ရတယ်အချိန်ကြာလာတာနဲ့အမျှသူကပါကာမိသားစုရဲ့မရှိမဖြစ်မိသားစုဝင်တစ်ယောက်ဖြစ်လာခဲ့တယ်သမီးဖြစ်သူမင်္ဂလာဆောင်လို့မိသားစုဓာတ်ပုံရိုက်တဲ့အခါမှာတောင်ပါကာကဟာချီကိုခေါ်သွားခဲ့သေးတယ်သူတို့ရဲ့ကံကြမ္မာတွေကအဲ့ဒီနေ့ကစပြီးစုံစည်းခဲ့ပုံမှာပဲတနေ့မနက်ပါကာအလုပ်သွားဖို့ပြင်နေတော့ဟာချီကထူးထူးခြားခြားတွေလုပ်နေတယ်လိုက်မလာပဲပါကာကိုဟောင်းပြီးပတ်ချာလဲဝိုင်းနေခဲ့တယ်အိမ်မှာပဲနေဖို့တားနေတယ်လို့မျိုးပေါ့ပါကာကသူ့ကိုအသာလေးချော့ခဲ့ပေမဲ့ဟာချီကတော့နေရာကနေမရွေးခဲ့ဘူးအ
ချိန်မရှိတော့တာနဲ့ပါကလည်းတယောက်တည်းသွားလိုက်ရတယ်အဲ့ဒီအချိန်မှာဟာချီကတခါမှမစော့ဘူးတဲ့တင်းနှစ်ဘောလုံးကိုကိုက်ပြီးသူ့နောက်ကိုပြေးလိုက်သွားခဲ့တယ်ပါကာကလည်းသွားရင်းနဲ့နောက်ကိုခဏခဏလှည့်ကြည့်နေခဲ့တယ်သူဘူတာယုံတဲကိုဝင်ခံနီးမှာပဲဟာချီကအမိလိုက်လာပြီးပထမဆုံးအကြိမ်ဖြစ်ပါကနဲ့ဘောလုံးလိုက်ကောက်တန်းကစားခဲ့တယ်ပါကာကဘေးနားကလူတွေကိုဂုံယူတစ်နေစွာနဲ့ကြွားနေခဲ့သေးတယ်ဒါပေမဲ့သူမသိလိုက်တာကတော့ဒါဟာချီကသူ့ကိုမသွားစေချင်လို့တားနိုင်မဲ့တခုတည်းသောနီလန်းဖြစ်နေခဲ့တာပါအဲ့ဒီအချိန်မှာပဲယထာထွက်မဲ့အိုးတန်ကြားလိုက်ရတယ်ပါကာသွားရတော့မယ်ဟာချီဘလောက်ပဲဟောင်းနေပါစေပါကဘူတာယုံထဲဝင်သွားတာကိုတော့မတားနိုင်ခဲ့ဘူးယထာထွက်သွားတာကိုဟာချီကဘာမှမတတ်နိုင်မဲ့ကြည့်နေုံပဲရှိတော့တယ်စာတင်ခန်းထဲမှာပါကာကတင်းနှစ်ဘောလုံးလေးကိုလှည့်ရင်းပြုံးလေးစာတင်နေခဲ့တယ်ဒါပေမဲ့စာတင်နေတော့သူနေမကောင်းဖြစ်ပြီးလဲကျသွားခဲ့တယ်မြို့ရဲ့တခြားတစ်ဖက်မှာတော့ဟာချီကစောင့်နေတော့မယ်ညစ်နက်မှပါကာရဲ့တမတ်ဖြစ်သူမိုက်ကယ်ကသူ့ကိုအိမ်ပြန်ခေါ်ဖို့ရောက်လာခဲ့တယ်တူလောင်ခန်းနေရန်ကြားကနေတအိမ်လုံးပူဆွေးနေကြတာကိုဟာချီခံစားနေရတယ်နောက်နေ့မနက်မှာပါကာပေါ်မလာခဲ့ဘူးအဲ့ဒီအစားသူ့မိမကဟာချီအနားကိုလာပြီးသူ့ခင်ပွန်းလှုပ်ပေးလေးရှိသလိုမျိုးဥသက်ပေးခဲ့တယ်အဲ့ဒီနောက်မိသားစုအားလုံးပါကာရဲ့နာရေးကိုတွားခဲ့ကြတယ်ဒါပေမဲ့ဟာချီကတော့အရင်နေကြပန်းခင်းစီကိုတွားခဲ့တယ်လူတွေကသူ့ရှိကနေဖြတ်သွားဖြတ်လာလုံနေကြပေမဲ့သူစောင့်နေတဲ့သူကတော့မပါခဲ့ဘူးအဲ့ဒီနောက်ပါကာမိမကဒီဝမ်းနဲ့စရာနေရာကနေပြောင်းသွားခဲ့ပြီးဟာချီကိုတော့သမီးဖြစ်သူအန်ဒီတို့မိသားစုကခေါ်ယူမွေးစားခဲ့ကြတယ်ဒါပေမဲ့ဒီအိမ်တစ်မှာဟာချီမပြောခဲ့ဘူးသူကကျမ်းပြင်ပေါ်မှာမှိုင်တိုင်လဲနေခဲ့ပြီးသူ့မျက်လုံးတွေမှာလည်းအယောင်ဝါတွေမိမ့်မိန်ကုန်ပြီးတနေ့မှမိုက်ကယ်ကတကားဖွင့်ပြီးအထဲဝင်လာတဲ့အချိန်ဟာချီကအပြင်ကိုဘုံကနေပြေးထွက်သွားတော့တာပဲသူကမရင်းနှီးတဲ့လမ်းတွေကိုဖြတ်နှင်းဖုံးနေတဲ့တောအုပ်တွေကိုကြော်ပြီးနောက်ဆုံးမှာတော့သူ့မညံတွေကယထာတန်လန်းတွေကိုရှာတွေ့သွားခဲ့တယ်အဲ့ဒါကသူနဲ့ပါကအမြဲတမ်းအတူတူလမ်းလျှောက်ခဲ့တဲ့တန်လန်းတွေပေါ့တော်တော်ကြာတော့မှောင်ဆပြူလာပြီးဟာချီကစွန့်ပစ်ထားတဲ့ယထာတွဲအောက်မှာခဏနာပြီးမိုးလင်းတာနဲ့အိမ်ပြန်လန်းကိုပြန်ရှာခဲ့တယ်သူလမ်းထောင်ကိုချိုးပြီးအရင်နေခဲ့တဲ့ခြံဝင်းထဲကိုရောက်သွားတဲ့အခါအရာအလုံးပြောင်းလဲနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီအခါမှာတော့သူ့မှာအိမ်မရှိတော့ဘူးဆိုတာဟာချီနားလည်သွားခဲ့တယ်သူကလှည့်ထွက်လာပြီးဘူတာယုံရှိကပန်းခင်းစီကိုတွားပြီးတိတ်တဆိတ်ထိုင်ဆောင်နေခဲ့တယ်အနားကပါကာကိုတီးတဲ့သူတွေကလည်းဒါကိုမြင်ပြီးနားမလည်နိုင်ဖြစ်နေကြတယ်မကြခင်မှာအန်ဒီလည်းသူ့ကိုလိုက်ရှာလာခဲ့တယ်ဖြောင်းဖြပြောဆိုတဲ့အခါဟာချီကစိတ်မပတပါနဲ့လိုက်သွားခဲ့တယ်ဒါပေမဲ့အိမ်ရောက်တော့လဲအရင်လိုပဲကျမ်းပြင်ပေါ်မှာမှိုင်နေပြီးအစားလဲမစားတော့ဘူးအဲ့ဒီနောက်အဝေးတနေရာကနေမိရထားအိုတန်ကြားလိုက်ရတယ်အကျင့်အတိုင်းဟာချီကပြေးထွက်သွားတယ်အဲ့ဒါကပါကာကိုတွားကြိုရမယ်အချိန်ရောက်တိုင်းသူကြားနေကြအချက်ပေးတန်ပဲအဲ့ဒါကိုအန်တီနားလဲသွားခဲ့တယ်သူကဟာချီကိုတိတ်တဆိတ်နဲ့အလေးနက်ပြောခဲ့တယ်တို့မင်းကိုချစ်တာမင်းသိပါတယ်ဟာချီရဲတို့နဲ့အတူဒီမှာပဲနေစေချင်တာပါတကယ်လို့သွားမှဖြစ်မယ်ဆိုရင်လဲသွားပါတော့ကွယ်အဲ့ဒီနောက်သူခြံတကားကိုဖွင့်ပေးလိုက်တယ်ဟာချီကကျေးဇူးတင်တဲ့အနေနဲ့အန်တီရဲ့လက်ကိုရှက်ပြီးနောက်ကိုတစ်ချက်လေးတောင်လှည့်မကြည့်ပဲထွက်သွားခဲ့တော့တယ်အဲ့ဒီအချိန်ကစပြီးလေတိုက်မိုးရွာဟာချီကဘူတာယုံကိုအချိန်မှန်မှန်ရောက်လာခဲ့တယ်အဲ့ဒီကဖြတ်သွားဖြတ်လာတွေကလည်းဒီမြင်ကွင်းကိုနေသားကြနေပါပြီတနေ့မှာတော့သတင်းထောက်တယောက်ကဟာချီရဲ့အကြောင်းကိုရေးသားခဲ့ရကနေတနိုင်ငံလုံးအနှံ့ကြရက်ထသွားခဲ့တယ်စိတ်သဘောထားကောင်းတဲ့သူအများကြီးကသူ့ရဲ့အစားအသောက်အတွက်အလှငွေတွေပို့ပေးကြတယ်ဘူတာယုံဝန်ထမ်းကဒီငွေလေးတွေကိုတင်ပေးထားပြီးသူ့အတွက်နေတိုင်းအစားအသောက်ဝယ်ပေးခဲ့တယ်အဲ့ဒီလိုနဲ့ဟာချီကတရက်ပြီးတရက်တစ်နှစ်ပြီးတစ်နှစ်စောင့်နေခဲ့တယ်တန်ခင်းနာကတရွက်တွေကျွေလိုက်ပြန်ဝေလိုက်နဲ့စိမ့်တလဲဝါတလဲဖြစ်နေခဲ့ပေမဲ့သူ့နှလုံးသားထဲကအချိန်ကတော့ပါကာထွက်သွားတဲ့နေ့မှာပဲရက်တက်နေခဲ့ပုံရတယ်သူကအဲ့ဒီနေ့တစ်နေ့တည်းမှာပဲအဆုံးမရှိစောင့်နေခဲ့တာပါရာသီဥတုတွေပြောင်းလဲတာကသူ့အတွက်ဘာမှမဟုတ်ပါဘူးဒါပေမဲ့အချိန်တွေကတော့သူ့ခန္ဓာကိုယ်ကိုညာတာမှုမရှိပဲအားအင်တွေကုန်ခန်းစေခဲ့ပြီးမပြောင်းလဲတဲ့စိတ်သက်တစ်ခုပဲကြံခဲ့တော့တယ်ဒီလိုနဲ့မရိမ့်မရိုင်ပဲ10နှစ်ဆိုတဲ့အချိန်ကမျက်စိတမိတ်အတွင်းကုံဆုံးသွားခဲ့တယ်တနေ့မှာပါကာမိမကသူ့ခင်ပွန်းရဲ့ဂူကိုသွားကန်တော့ပြီးဘူရာယုံကိုဖြတ်လာတဲ့အခါပန်းခင်းပေးမှာရင်းနှီးနေတဲ့အရေးတစ်ခုကိုတွေ့လိုက်ရတော့မျက်ရည်တွေဝိုင်းလာခဲ့တယ်ဟာချီကသူ့ခင်ပွန်းကို10နှစ်တိစောင့်နေလိမ့်မယ်လို့သူမတခါမှမတွေးခဲ့မိဘူးသူမကမျက်ရည်တွေကြားကနေဟာချီကိုရင်ခွင်ထဲထည့်ထားလိုက်တယ်ရပါတယ်အတော်လဲနောက်ရထားလာတဲ့အထိအတူတူစောင့်ပေးမယ်လေအနာကဈေးတဲ့ကလည်းဒါကိုမြင်ပြီးမျက်ရည်မထိန်နိုင်ခဲ့ဘူးအဲ့ဒီညနေမှာအဝေးကနေမိရထားအိုတန်ကဟာချီကိုအိယာကနေနိုးလာစေခဲ့တယ်အဲ့ဒီအချိန်ရောက်လာပြီဆိုတာသူသိနေခဲ့တယ်ဒါပေမဲ့သူကတွတ်ဆုပ်မနေပဲပန်းခင်းစီကိုသွားပြီးလှဲနေလိုက်တယ်သူ့ရဲ့မှုံဝါးနေတဲ့မျက်လုံးတွေကအဲ့ဒီတကားကိုပဲကြည့်နေတော့မှပဲသူ့ဘဝရဲ့နောက်ဆုံးအချိန်မှာဟာချီကပါကာနဲ့စတွေ့ခဲ့တဲ့နေရာလေးစီပြန်ရောက်သွားခဲ့ပုံရတယ်သူနဲ့ပါကာတို့မြေကမ်းနားမှာပြေးလွှားနေကြတာတွေဘူရာယုံမှာစုံနေကြတာတွေကကွင်းကွင်းကွက်ကွက်မြင်အောင်နေခဲ့တယ်အရာအလုံးကဘယ်တော့မှမပြောင်းလဲခဲ့သလိုပါပဲခန္ဓာကိုယ်ကပျက်စီးသွားပေမဲ့ဝိညာဉ်ကတော့ကြံခဲ့မှာပါချစ်ချင်းတရားကဟာချီကိုပါကာစောင့်နေတဲ့တခြားတနေရာကိုခေါ်ဆောင်သွားပြီးသူတို့ရဲ့မပြီးဆုံးသေးတဲ့ဇလန်းကိုဆက်ရေးကြပါလိမ့်မယ်ဘာလို့လဲဆိုတော့သူတို့ကတစ္ဆာရှိခြင်းရဲ့အတိတ်ဘယ်ကိုတင်ပေးခဲ့လို့ပါပဲအဲ့ဒါကတော့ကိုချစ်တဲ့သူကိုဘယ်တော့မှမမေ့ဖို့ပါပဲ